ပြီးခဲ့တဲ့ 1970s က machine AI နဲ့ဒီဘက်က AI ဘာကွာလဲဆိုတော့ကျွန်တော်တို့ဒီဘက် AI မှာကျွန်တော် data driven ဖြစ်တယ် model လေးရဖို့ကျွန်တော် data နဲ့တည်ဆောက်တာဒါကို training လုပ်တယ်လို့ခေါ်ဒီ model သုံးပြီးတော့ကျွန်တော်တို့က infer လုပ်လို့ရတယ်အဲ့တော့ training နဲ့ inference ဆိုတာရှိတယ်တခုက model ကိုတည်ဆောက်တာ that's very expensive ကိုမှ data ရှိဥပမာဘန်မှာရှိတဲ့ credit scoring ကိုကျွန်တော်တို့က model ဆောက်မယ် less than 1 hour we can build a model ကောင်းမကောင်းတဲ့ပိုင်းပေါ့ but ကျွန်တော်တို့ဒီ large language model လုပ်မယ်ဆိုရင်ဒီ data volume နဲ့ဒီ compute ရဲ့လိုအပ်ချက်ကအများများပါတယ် nevertheless ကျွန်တော်တို့က data ကိုတည်ပြီးတော့ model ဆောက်တယ်ဒီ model အသုံးပြုတယ် there are two steps involved ဒီတွဲလုပ်တဲ့ဟာကိုကျွန်တော်တို့က reinforcement learning လို့ခေါ်အဲ့တော့ဒီ deep learning လို့ large language model တို့ပြောလို့ရှိရင်သူက model လုပ်တာလားနဲ့ချီကြတယ်ထွက်လာတဲ့အခါမှာဒီ model ကိုသူကပေးပြီးတော့သူများကိုသုံးခိုင်းကြတယ် we pay ကျွန်တော်တို့ open AI ကိုပတ်စံပေးကြတယ် cloud ကိုပတ်စံပေးကြတယ်ဘာလို့ပေးလဲဆိုတော့သူကဒါကို invest လုပ်ထားတယ်ဒီ model ကိုသုံးတဲ့အတွက်ကျွန်တော်တို့ခုပြောနေတဲ့နောက်ပိုင်းပြောလာတဲ့ reinforcement learning RLD continuous learning လုပ်နေတာ